မင်္ဂလာပါဒီနေ့ကျွန်တော်တို့ခေတ်မှာကလေးတွေကိုပြုစုပြောထားရတာစိန်ခေါ်မှုတွေအများများလာတယ်လို့ထင်ပါသလားဟုတ်ပါတယ်ဒီနေ့ခေတ်မှာဖုန်းတွေ iPad တွေ social media တွေနဲ့ဂိမ်းတွေကြားထဲမှာကြီးပြင်းလာရတဲ့ကလေးတွေကိုကျန်းမာရေးနဲ့ညီညွတ်ပြီးအနာဂတ်မှာအောင်မြင်တဲ့လူတော်လေးတွေဖြစ်အောင်ဘယ်လိုပြုထောင်မလဲဟုတ်ကဲ့ပါတစ်ချိန်လုံးကတော့ကျွန်တော်တို့အားလုံးဟာနည်းပညာတွေကကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုပို့ပြီးထက်မြက်လာအောင်လုံခြုံမှုရှိအောင်အဆက်အသွယ်မပြတ်အောင်လုပ်ပေးနေတယ်လို့ယုံကြည်ခဲ့ကြဘူးပါတယ်ဒါပေမဲ့တကယ်အချက်လက်တွေကိုကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ယုံကြည်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲစမတ်ဖုန်းတွေကိုစပြီးတွင်တွင်ကြဲကြဲသုံးလာတဲ့2012ခုနှစ်ကစလို့ဆယ်ကျော်သက်ကလေးတွေမှာစိတ်ကြယောဂ depression တွေနှစ်ဆတိုးလာသလိုအိတ်ချိန်ကလည်း30%လောက်အထိလျော့နေသွားပြီးတော့တငယ်ချင်းအချင်းချင်းမျက်နှာချင်းဆိုင်တွေ့ပြီးပြောဆိုဆက်ဆံမှုတွေလည်းမရှိတော့တော့ပါပဲဟိုးရင်ချိန်ကဆိုရင်ကလေးတွေဟာနေ့လည်နေခင်းအချိန်တွေမှာပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရင်းကုံဆုံးခဲ့ကြပေမဲ့အခုအချိန်မှာတော့ဒီလက်မလောက်ရှိတဲ့စကရင်တစ်ခုနဲ့ပဲအချိန်ကုံဆုံးနေပါတော့တယ်ဒီကနေ့ဖတ်ရှုလေ့လာရမယ့်စာရေးဆရာမဂျွန်တိုမီရေးသားထားတဲ့ Tarupo Rankis Haiti Wars စာအုပ်ကတော့အဲ့ဒီပြဿနာကိုဘယ်လိုကုစားပြီးအပြေရှာရမလဲဆိုတဲ့အကြောင်းရေးသားထားတာဖြစ်ပါတယ်။ဒါကြောင့်ချင်းရဲ့စာအုပ်ဟာကလေးတွေအတွက်နောက်တစ်ဆင့်အနေနဲ့မဖြစ်မနေလှုပ်ဆောင်ရမယ့်ပြဿနာရဲ့အဖြေတွေလို့ဆိုနိုင်ပါတယ်။စာရေးဆရာမဂျွန်တိုမီဟာကမ္ဘာကျော်စိတ်ပညာရှင်တဦးလည်းဖြစ်တယ်လို့နာမည်ကျော်အိုင်ချမ်းစာအုပ်ကိုရေးသားခဲ့သူပါသူမဟာမျိုးဆက်တွေရဲ့ပြောင်းလဲမှုကိုနှစ်ပေါင်းများစွာသုတေသနပြုခဲ့သူဖြစ်ပါတယ်သူမရဲ့သုတေသနတွေဟာတိလိုက်ရတဲ့နာကျင်စရာအမှန်တရားတစ်ခုကတော့ကျမတို့တွေကကလေးတွေကိုနည်းပညာပစ္စည်းအသစ်တွေပေးလိုက်ရုံနဲ့မဟုတ်ပဲကြောက်စရာကောင်းတဲ့လောကအသစ်တစ်ခုကိုပေးလိုက်တာပါတဲ့အဲ့ဒါရဲ့အကျိုးဆက်ကတော့စိုးရိမ်မှုanxiety နဲ့အထီးကျန်မှုလုံးနီးနဲ့တွေစံချိန်တင်မြင့်တက်လာပြီးတော့ကလေးတွေရဲ့အိပ်ဆက်ချိန်ပျော်ရွှင်မှုနဲ့လူမှုဆက်ဆံရေးတွေမှာအားနည်းသွားတာပါပဲ။ဘာကြောင့်လဲဆိုရင်ကလေးတဘာဝစော်ကစားရမယ့်အချိန်မှာကလေးတွေရဲ့ကိုယ်စိတ်နှစ်ပါးအကျိုးရှိစေဖို့အတွက်ငွေရေးကြေးရေးအကျိုးမြတ်တစ်ခုတည်းကိုပဲကြည့်တဲ့ social media platform တွေနဲ့အစားထိုးမိလိုက်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့စာရေးသူကဒီပြဿနာကဘယ်သူဘယ်ဝါကြောင့်ဖြစ်ရပါတယ်လို့လက်ညှိုးထိုးဆွဆွဲမနေပဲညှော်လင့်ချက်အဖြစ်တစ်ခုကိုရေးသားထားပါတယ်။သူမရဲ့ Tarupo Rankis Haiti Wars စာအုပ်ကဖုန်းတွေနဲ့ကြီးပြင်းနေတဲ့ကလေးတွေပြန်ပြီးဟန်ချက်ညီညီနဲ့ပျော်ရွှင်နိုင်မှုအတွက်မိဘတွေလှုပ်ဆောင်ရမယ့်စီးမြင့်ဆက်ကူကိုလမ်းညွှန်ချက်တစ်ခုအနေနဲ့ရှင်းရှင်းလင်းလင်းတိတိကျကျရေးသားထားတာဖြစ်ပါတယ်။စီးမြင့်တစ်ခုချင်းစီတိုင်းကိုစိတ်ပညာနဲ့ချစ်ချင်းမြတ်တာပေါင်းဆက်ပြီးတော့သုတေသနလှုပ်ဆောင်ထားတာဖြစ်လို့လက်တွေ့သုံးဝင်တာတွေ့ရပါလိမ့်မယ်။ဒီစီးမြင့်တွေဟာလူမှုအတိုင်းဝိုင်းကနေဖယ်ကျင်ခံရခြင်းမရှိပဲဆိုရှယ်မီဒီယာသုံးစွဲမှုကိုအချိန်ရွှေ့ဆိုင်းထားဖို့ကလေးတွေအတက်အိတ်ချိန်တွေပိုရှိလာဖို့မိသားစုစကားတွေပြန်ပြီးဆိုပြေလာစေဖို့နဲ့ကိုကလေးကို Wi-Fi အင်တာနက်ထက်ပိုကောင်းတဲ့မိမိကိုတန်ဖိုးထားမှုပြန်လည်ပေးရနိုင်သည်မှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကိတ္တနည်းပညာတွေကတန်ဖိုးရှိတဲ့အချိန်တွေကိုအလဟဒဖြစ်စေတဲ့အပြင်အုံနောက်ကိုပါပြောင်းလဲသွားစေနိုင်တယ်လို့စာရေးသူကသတိပေးပြောထားပါတယ်ဂိမ်းတွေ like တွေနဲ့ notification တွေကနေစက်တိုက်ရနေတဲ့စိတ်ပျော်ဟော်မုန်းဒိုပါမင်းကစိတ်ကိုဆုလက်တစ်ခုချက်ချင်းရအောင်ကြိုးစားဖို့လေ့ကျင့်ပေးနေပေမဲ့တကယ်လက်တွေ့ဘဝမှာတော့အမှန်တကယ်ကြိုးစားခြင်းစိတ်ကိုပျောက်ဆုံးစေပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့အုံနောက်ဟာအလွန်အမင်းနှိုးဆွခြင်းခံရပေမဲ့ဖွံ့ဖြိုးမှုနောက်ကျနေလို့ပါ။ကလေးအများစုကသူတို့စကရင်ပေါ်မှာတော့အလုပ်အမျိုးမျိုးကိုတပြိုင်နက်တည်းလုပ်နိုင်ကြပေမဲ့တကယ်လက်တွေ့မှာပြောနေတဲ့စကားဝိုင်းတစ်ခုကိုတောင်
အာရုံမစိုက်နိုင်ကြတော့ပါဘူး။ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုနည်းပညာရဲ့အသုံးချခြင်းကိုမခံရဘဲနည်းပညာကိုအကျိုးရှိအသုံးချတတ်သူတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ဒီစာအုပ်ဟာဒီလိုမိဘတွေအတွက်ရည်ရွယ်ပြီးရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ဒီနေ့မှာတော့ Tanrupa Rankins A. Haittawat စာအုပ်ရဲ့အဓိကလမ်းညွှန်10ချက်ကိုဖတ်ပြမှာဖြစ်ပါတယ်။နံပါတ်1မိဘကိုယ်တိုင်စံနမူနာကောင်းပြပါကလေးတွေဟာမိဘတွေပြောတဲ့စကားထက်မိဘတွေပြုမှုတဲ့အပြုအမူကိုကြည့်ပြီးပိုးသင်ယူကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလေးရှိမှပဲဖုံးမဲကင်နေမယ်ထမင်းသပွဲမှာဖုံးကြည့်နေမယ်ဆိုရင်ကလေးကိုဖုံးမကင်နဲ့လို့ပြောဖို့မဖြစ်နိုင်ပါဘူးဤပညာကိုစီကံရှိအကျိုးရှိအသုံးပြုတာဟာကလေးအတွက်အကောင်းဆုံးနမူနာပါပဲနံပါတ်2အသက်အရွယ်လိုက်ကန့်သတ်ချက်ထားပါကလေးတိုင်းကိုဤပညာသုံးစွဲခွင့်အတူတူပေးလို့မရပါဘူးအသက်2နှစ်အောက်ကလေးတွေကိုစကရင်လုံးဝမပြသင့်ပါဘူးအသက်ကြီးလာတဲ့ကလေးတွေကိုလည်းသူတို့အသက်အရွယ်နဲ့လိုက်တဲ့စကရင်တိုင်းနဲ့ကွန်တက်တွေကိုပဲကြည့်ရှုခွင့်ပေးရပါမယ်နံပါတ်3ဤပညာကွန်းလွတ်သူများသတ်မှတ်ပါအိမ်မှာဖုန်းသို့မဟုတ်အီလက်ထရောနစ်ပစ္စည်းတွေလုံးဝမသုံးရတဲ့နေရာနဲ့အချိန်တွေကိုအတိအကျသတ်မှတ်ထားပါဥပမာမိသားစုထမင်းစားပွဲအိတ်ခမ်းနဲ့ညအိတ်ခါနီးတနာရီအလိုစတဲ့အချိန်တွေမှာဖုန်းတွေကိုခိတ္တသိမ်းဆည်းထားတာမျိုးဖြစ်ပါတယ်ဒါမှမိသားစုစကားပြောဆိုမှုတွေပိုများလာမှာဖြစ်ပါတယ်နံပါတ်4ပွင့်လင်းစွာပြောဆိုဆက်ဆံပါဖုန်းမကြည့်နဲ့လို့တားမြစ်ရုံနဲ့မပြီးပါဘူးဤပညာရဲ့ကောင်းကျိုးနဲ့အွန်လိုင်းပေါ်ကအန္တရာယ်တွေကိုကလေးတွေကိုပွင့်လင်းလင်းရှင်းပြထားရပါမယ်ကလေးတွေအွန်လိုင်းပေါ်မှာပြဿနာတစ်ခုကြုံတဲ့အခါမိဘကိုကြောက်ရွံ့မနေပဲရဲဝံ့လာပြောရတဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးရပါမယ်နံပါတ်5ပြင်ပလောကလှုပ်ရှားမှုများကိုတွန်းအားပေးပါdigital ကမ္ဘာထဲမှာပဲအချိန်ကုန်မနေသေးပဲအပြင်လောကရဲ့ပျော်ရွှင်မှုကိုကလေးတွေကိုခံစားပါစေအာကစားလုပ်တာစာဖတ်တာဂီတပချီလေးလာတာနဲ့သူတငယ်ချင်းတွေနဲ့စော့ကစားတာတွေဟာကလေးရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်နံပါတ်6အွန်လိုင်းကျင့်ဝတ်များကိုသင်ကြားပေးပါပြင်ပလောကမှာယဉ်ကျေးဖို့သင်ပေးသလိုပဲအွန်လိုင်းပေါ်မှာလည်းအခြားသူတွေကိုလေးစားဖို့သင်ပေးရပါမယ်စိုက်ဘာဘူလစ်မလုပ်ဖို့ရိုင်းဆိုင်တဲ့ကွန်မန့်တွေမရေးဖို့နဲ့မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုအွန်လိုင်းပေါ်လွယ်မတင်ဖို့ပညာပေးရပါမယ်နံပါတ်9ကလေးရဲ့အွန်လိုင်းသုံးစွဲမှုကိုမေတ္တာဖြင့်စောင့်ကြည့်ပါကလေးတွေကြည့်တဲ့အကြောင်းအရာတွေကိုမိဘကမသိလို့မရပါဘူးသို့တော့လျှို့ဝှက်စိတ်ဓာတ်ဆန်ဆန်ထောက်လန်းတာမျိုးမဟုတ်ပဲကလေးရဲ့ယုံကြည်မှုကိုမပျက်စီးစေပဲမေတ္တာနဲ့အကာအကွယ်ပေးတဲ့အနေနဲ့စောင့်ကြည့်လမ်းညွှန်ပေးရပါမယ်နံပါတ်8လူချင်းတွေ့ဆုံဆက်ဆံရေးကိုပထမဦးစားပေးပါဤပညာကလူတွေကိုနီးစပ်စေတယ်ဆိုပေမဲ့ဘေးနားကလူတွေကိုအဝေးရောက်သွားစေတတ်ပါတယ်မိသားစုကြားအပြန်အလှန်စာနာစိတ်ချစ်ချင်းမေတ္တာနဲ့လူချင်းတွေ့ဆုံပွေ့ဖက်ဆက်ဆံတာတွေကိုဘာနဲ့မှအစားထိုးလို့မရကြောင်းကလေးတွေကိုသိရှိစေရပါမယ်နံပါတ်9ဝေဖန်ပိုင်းခြားနိုင်စွမ်းသင်ပေးပါအင်တာနက်ပေါ်မှာမြင်သမျှဖတ်သမျှအရာတိုင်းဟာအမှန်မဟုတ်ပါဘူးသတင်းမှားတွေနဲ့လှည့်ကွက်တွေကိုကလေးတွေဝေဖန်ပိုင်းခြားစဉ်းစားနိုင်အောင်ဒါမှန်ရလားဘယ်သူရေးတာလဲဆိုတဲ့မေးခွန်းတွေမေးတတ်တဲ့အလေးအကျင့်ပြုလုပ်ပေးပါနံပါတ်10ဤပညာနဲ့ဘဝကြားမျှခြေထိတ်မှာဤပညာဆိုတာမကောင်းတဲ့အရာမဟုတ်ပါဘူးဤပညာကိုလုံးဝပိတ်ပင်စရာမလိုပဲစီကံနဲ့ကျမ်းမာရေးပညာရေးမိသားစုအချိန်တွေကြားမှာမျှတစွာသုံးစွဲတတ်တဲ့အလေးအကျင့်ရအောင်လေ့ကျင့်ပေးဖို့ပဲလိုတာဖြစ်ပါတယ်
တကယ်တော့ဒီစာအုပ်ကိုဖတ်ပြီးနားထောင်ပြီးတဲ့နောက်မှာမိဘတွေကိုအပြစ်ရှိသလိုခံစားသွားစေဖို့မဟုတ်ပဲလုံနိုင်စွမ်းရှိလာဖို့ရည်ရွယ်ပါတယ်။စာရေးသူကမိဘတွေအနေနဲ့ကလေးတွေကိုငယ်ဘဝလေးပြန်ပေးနိုင်မှုအတွက်လမ်းပြမြေပုံတစ်ခုကိုချပြထားတာဖြစ်ပါတယ်။အဲ့ဒီမြေပုံအရလိုက်နာရမယ့်အချက်တွေကကလေးတွေကိုအိပ်ယာထဲမှာဖုံးမသွင်းဖို့ဆိုရှယ်မီဒီယာအသုံးပြုမှုကိုတက်နိုင်သမျှအချိန်ဆွဲထားဖို့တကယ်လက်တွေ့မှာလွတ်လွတ်လပ်လပ်စော်ကစားခွင့်ပြုဖို့နဲ့မိသားစုဝင်အချင်းချင်းအပြန်အလှန်ပြောဆိုဆန္ဒကြဖို့စတာတွေပါဝင်ပါတယ်။ဆိုရှယ်မီဒီယာမသုံးဘဲမိသားစုဝင်တွေအတူတူစားတဲ့ညစာနှစ်ချက်အိပ်ပျော်တဲ့ညတွေနဲ့ပြင်းရည်စရာကောင်းတဲ့အချိန်တွေဟာစိတ်ကျန်းမာရေးအတွက်တော့အောင်ပွဲတစ်ခုလိုပါပဲ။မိဘတွေအနေနဲ့ဒီစာအုပ်မှာပါတဲ့အသည့်အမြင်တွေကိုသိရှိနားလည်ဖို့အရေးတကြီးလိုအပ်နေတယ်လို့ယူဆမိတာကြောင့်ဒီစာအုပ်ကိုတင်ပြတာဖြစ်ပါတယ်။ကျွန်တော်တို့တွေဟာဤပညာတွေအကြောင်းရေရရခါခနာနာမသိခင်မှာပဲစမတ်ဖုန်းတွေကိုမြန်ဆန်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကလေးတွေမှာအိပ်ဆက်ချိန်အပြည့်အဝရဖို့ရေမောပျော်ရွှင်နေဖို့နဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိလာစေဖို့လှုပ်ဆောင်ပေးနိုင်ပါသေးတယ်။အရွယ်ရောက်ပြီးသားကျွန်တော်တို့အားလုံးကငယ်ဘဝကိုစမတ်ဖုန်းတွေမပါပဲဖြတ်တန်းခဲ့ကြတဲ့နောက်ဆုံးမျိုးဆက်ဖြစ်သလိုအဲ့ဒီငယ်ဘဝလေးကိုထိမ့်သိမ်းပေးဖို့တာဝန်အရှိဆုံးလူတွေလည်းဖြစ်ပါတယ်။ဤပညာခေတ်မှာကလေးတွေကိုပြုစုပြောင်းထောင်ရတာမလွယ်ကူပေမဲ့မိဘတွေဘက်ကမေတ္တာစီကံနဲ့နားလည်မှုရှိလမ်းညွှန်ပေးမယ်ဆိုရင်ကလေးတွေဟာဤပညာရဲ့သားကောင်မဖြစ်ပဲဤပညာကိုထိရောက်စွာအသုံးချနိုင်တဲ့လူတော်လေးတွေဖြစ်လာမှာပါဒီဗီဒီယိုလေးဟာမိဘတွေရဲ့အတွက်အကျိုးရှိတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ဦးအလားတူအကျိုးရှိမဲ့ဗီဒီယိုတွေကိုအမြဲကြည့်နိုင်ဖို့ channel ကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါသည်ဗျာ